တဲလဲအဆောင်ချက်ပေါ်များတဲ့ဂိုင်းမာလာဆရာလေးကြီးဆိုင်ရာပိုင်ရာအဆောင်လျှောက်တွေနဂါဂလုံးဘုံမှန်ရက်ခါတွေအုံလိုက်ကျင်းလိုက်ကိုရောက်နေကြတာပဲဒါကြောင့်မို့လဲရွှေညောပညာယူထားရင်အောက်လန်းဆုံးကဝေပညာနဲ့ဘယ်လိုမှရှင်ပြိုင်အန်တုလို့မရတာကိုဟုဥတိုက်ချက်မှအံ့ဩစွာပြောလေ၏ဥတိုက်ချက်သည်ဆရာထွေးနှင့်မလန်မကန်နေရာတွင်ထိုင်လိုက်ပြီးနောက်လူတွေကကျုပ်ကိုဥတိုက်ကျက်လို့အသိများကြပေမဲ့ဥတိုက်ကျက်ဆိုတဲ့နာမည်ကကျုပ်နာမည်အရင်မဟုတ်ဘူးထိပ်ပိုင်းအဆင့်ရောက်နေတဲ့ပညာသည်တိုင်းမှာတစ်ချက်လို့အတိုက်ဆိုတာရှိတယ်ပညာသည်ရဲ့သက်ဆောင်အတိုက်ပေါ့ကျုပ်ရဲ့သက်ဆောင်ဖြစ်တဲ့တစ်ချက်လို့အတိုက်ကတော့ဟောဒီတိုက်ကျက်ကြီးပါပဲသူသေးကိုကြီးလောက်ရကန်ရတော့မယ်အခြေအနေမျိုးမှာကျုပ်ရဲ့တိုက်ကျက်ကြီးဟာပြိုင်ဘက်ဆရာတွေရဲ့အသက်ဇီဝင်ကိုစက္ကန့်ပိုင်းလေးအတွင်းမှာကိုနှုတ်ယူနိုင်စွမ်းရှိတယ်ဒီအချက်ကိုဆွဲပြုပြီးကျုပ်ကိုလည်းတိုက်ကျက်ကြီးလို့ခေါ်လာကြတာပါပဲဟုဆိုလျက်၎င်းပွေ့ပိုက်ထားသည့်တိုက်ကျက်ကြီးအားရုတ်တရက်လွှတ်ချလိုက်လေတော့၏နာနာရုတ်အတက်ဖြင့်ဥတိုက်ကျက်စီရင်ထားသောကြက်ကြီးသည်တောင်မှန်တစ်ဖက်ဖက်ခတ်လျက်ရုပ်ချီပင်ဆရာတွေရှိရာသို့တဟုန်ထိုးပြေးဝင်သွား၏သို့သောတတိကောင်းလာသည့်ဆရာထွေးမှတိုက်ကျက်ရှိရာလက်ညှိုးထိုးလျက်နင့်အတက်နင့်စုနင့်တန်နင့်ခံတံပြန်စမ်းဟုအမိန့်ပြန်၍တံပြန်လိုက်ရာရေးဝင်လာသောကြက်ကြီးသည်အတန်တစ်ချက်ကြက်ခနဲထွက်ပြီးနောက်ဆန့်ငင်ဖြစ်ကာအသက်ပြောက်သွားလေ၏တပန်ဆရာထွေးသည်အသက်ပြောက်နေပြီဖြစ်သည့်ကြက်ကြီးအားစိုက်ကြည့်လျက်ဟဲ့နင့်မူလနင်းပြန်ဟုထမှန်၍မူလပြန်အမိန့်ပေးလိုက်ပြန်ရာလဲကျသေးဆုံးနေသောကြက်ကြီးသည်ရုတ်တရက်လူသေးဦးကောင်းခွန်အဖြစ်သို့ပြောင်းလဲသွားတော်၏ထိုအဖြစ်ပြက်များအားမလန်းမကန်းတွင်စောင့်ကြည့်နေကြကျောင်းတိုင်းဆရာတော်နှင့်ကပ္ပိယကြီးတို့သည်လွန်စွာအံ့ဟောလျက်အလိုဟုပင်ရောင်ရမ်းရေယုံမိကြတော်၏အခြေအနေအားကောင်းစွာသုံးသပ်မိသွားပြီဖြစ်သည့်ဥတိုက်ကြက်ကြီးသည်မျက်စိမျက်နှာပြက်နေသည့်ကြောင့်မှအန်တကြိတ်ကြီးဖြင့်မန်တင်းလိုက်ပြီးနောက်ပညာသည်တယောက်အဖို့သူ့ရဲ့တစ်ချက်လောအတိုက်ဟာသူ့အတွက်အသက်အိမ်ပါပဲအဲ့ဒီအတိုက်ပြက်တာဟာအသက်ဝိညာဉ်ပြက်တာနဲ့အတူတူပဲသွေးစင်မျိုးဆက်အရှုံးဆိုတာဂျိုနယ်လားလို့မေးရလောက်အောင်ကိုမရှုံးခဲ့တာတောက်ပညာအရတော့မင်းကမနိုင်ဘူးပေါ့လေဒါပေမဲ့တေတဲ့အချိန်ထိခွတ်နေတတ်တာကိုကတိုက်ကျက်တို့ရဲ့သမိုင်းပဲမင်းသားတော့ငါ့ကိုတတ်ပြီးတော့မင်းမတတ်ရင်မင်းကိုရတဲ့နီးနဲ့တတ်မယ်ဒါဟာနောက်ဆုံးတိုက်ကျက်တကောင်ရဲ့သစ္စာပဲဟေဟုမကြည်မချမ်းကျင်းဝါလိုက်လေ၏လွန်စွာတတ်တိကောင်း၍လွန်စွာလုံရဲကံရဲရှိလာသည့်ဆရာထွေးသည်ကြီးမတင်ဟန်ဖြင့်ပြုံးလိုက်ပြီးနောက်မင်းတပည့်တရေစုပ်ကိုငါပြောခဲ့ပြီးပါကောတို့ကိုင်းပညာဟာလူတတ်တဲ့ပညာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကသာမှန်နေပါစေကိုယ့်အသက်စည်းစိမ်ကိုချိကြိုက်လာပြီဆိုရင်တော့လိုအပ်တဲ့အခါလူသားဖြစ်ဖြစ်မိစ္ဆာဖြစ်ဖြစ်ခက်လွယ်လွယ်နဲ့တတ်နိုင်တဲ့အစွမ်းအပြည့်ရှိတယ်နော်မတတ်ပါနဲ့လို့တားမြစ်ထားတယ်ဆိုတာလေကျွင်းချက်ထားပြီးတားမြစ်ထားတာကွာငတိုက်ကြရမဲဘက်ကကြံစီလာမှတော့ငါကလည်းအစင်သင့်မှာပဲမနှက်ပြန်နေအကွယ်မှာသေပေတော့ခွေးမသားဟုဒေါသကြီးစွာပြောဆိုလျက်လက်ကောင်း၏လက်မှနေရာတွင်ထိုးထားသောအဆင့်စမအားလက်ဖြင့်အုပ်ယူကာအကျဉ်းချင်းဇက်တိုက်လွှတ်၍လွှဲပစ်လိုက်တော်၏ဥတိုက်ကျက်သည်အကြီးအကျယ်မျက်နှာပြက်သွားလေ၏တိတိတသာမျက်နှာပြက်သွားသည်ဟုဆိုနိုင်၏သို့သောချက်ချင်းဆိုသလိုပင်မန်တင်းကမဲ့ပြုံးတစ်ခုပြုံးလိုက်ပြီးနောက်သိတ်ကြောက်เสียကောင်းတဲ့တံပြန်ပညာပါလားကိုလူကတစ်ဖက်လူကာလို့ကွယ်လို့မရတတ်တဲ့တံပြန်လက်နက်ကိုရဲရဲကြီးသုံးလိုက်ပြီးကိုဒီအတက်ကကိုလူတို့ဂိုင်းမှာဂိုင်းဝင်ထားသူတိုင်းမသိနိုင်အောင်လှုပ်ဝက်ထားတဲ့သက်ဆောင်ပညာတစ်ခုပဲဒီလောကမှာပညာရှင်ကြတဲ့အခါတာတဲ့သူစံပြီးမတာတဲ့သူခံရတာအစဉ်အလာပါပဲလေသွေးစင်မျိုးဆက်တစ်လျှောက်လုံးမတာလောင်းတွေနဲ့လောက်ကန်ရက်တီလာကြတဲ့သူ့ဘရာသားတွေပဲတည်တယ်ဆိုတာတရေတမောအိတ်လိုက်တယ်လို့ခံယူထားတဲ့အမျိုးกว่าသူများတက်လို့တော့အသေးမခံဘူးသေခြင်းသေးငါလက်နဲ့ငါအသေးခံမယ်ဟဲ့ဒီမှာကြည့်ဟုဆိုပြီးနောက်၎င်းခါးကြတွင်ဝှက်ယူထားသောကိုးသိန်းချိုင်းတိုင်ဖြင့်စီရင်ထားသည့်တတူအားရုတ်တရက်ထုတ်လျက်၎င်းလဲမျိုးအားစက္ကနေစင့်ထိုးကာတတ်တည်လိုက်တော်၏ဤသို့ဖြင့်တခေတ်တစ်ခါ၌အမှန်တကယ်ပင်ရှိခဲ့ဘူးသောလွန်စွာရက်ဆက်၍လွန်စွာရုပ်မှန်လာသည့်သူ့ဘရာဇာအောက်လန်းအဓိပတိကြီးသည်သူ့တန်သူခံရသည့်အလားအသေးစိုးဖြင့်ဘဝဆက်သိမ်းရှာခဲ့ရလေ၏ဒါကတော့ဆရာနစီရေးသားပြုစုထားသောရွှေညောအိဆာတဲ့အမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်30
တိုက်ကျက်ကြီးညီကုန်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ